ထုတ်ပြဆိုအောင်မစောလည်းမစောခဲ့ဘူးပြောဒီလိုမျိုးဥဒေတာကြီးရှိခဲ့မှလည်းမသိဘူးသူတို့ပြောသူတို့ပေါ့လွယ်လွယ်လေးလို့တင်လာခဲ့ပေမဲ့မလွယ်ပါဘူးမယူတာကတော့စားလာကြရသူကလုံးဝကိုဆရာထပ်တန်ပြီးတော့လုံးဝတက်တက်ကြွကြွနဲ့ဖြစ်နေတယ်ကိုရီမထင်ထားလောက်အောင်ကိုပဲတကယ်ကိုလီဒါဆိုတဲ့အတိုင်းသူကလီဒါစီကန့်လေးအတိုင်းသူစော့ပူတာလည်းအတွေ့အကြုံရှိတဲ့အတိုင်းသွားတယ်အမှန်မှန်တော့ကိုကခေါင်းဆောင်ဟိုကောင်းနေကြီးဆိုကွာဒီဥစ္စာကိုတီးတဲ့ကကြရင်ကိုကဘာပြော control လုပ်နိုင်တာပေါ့လာဖြည်းဖြည်းနဲ့တင်မလားနောက်ကိုစောရတာလေဟိုဘက်မှာယောက်ျားလေး၃ယောက်ကအရွယ်ကောင်းလေးတွေပြီးတော့ဖြတ်သူတို့ကတွတ်တယ်အဲ့တော့တော်တော်စော့ယူလိုက်ရတာဒီထုတ်စီးတိုးတဲ့ကစားနည်းကဒီ10တန်းပြီးသွားတဲ့အချိန်မှာလုံးဝမကစားပြတော့10နှစ်လောက်တော့မရှိပြီပေါ့နော်တော်တော်ကြာသွားပြီဆိုတော့မှတ်လည်းမမှတ်မိတော့စီးမြင့်နေလည်းမမှတ်မိတော့ဘူးပေါ့နော်ကျွန်တော်တင်းဝတ်အစားအမတင်းဝတ်မရှိခဲ့ရပါတော့ကျွန်တော်ကိုယ်တိုင်လည်းလူဖြစ်တဲ့အတွက်ကြောင့်မလို့အားနေချက်ကောက်ရှိမှာပေါ့နော်
ဟိုကိလာလေဟိုတချင်းထဲမှာပါတဲ့အတိုင်းပဲလေဗာလဲအုံနောက်တွေရောပြီးတော့ကာယရောညာနာရောအကုန်သုံးရတာငယ်တော့ဆိုမလို့ခလေးတွေကစားနေတယ်ဆိုလူကြီးတွေကကစားတို့မကစားနဲ့တို့မျိုးမျိုးဟို parenting မှာ2မျိုး꿰တာပေါ့ဆိုမအခုကစားနေကိုပြန်ကစားတဲ့အခါမှာနို့ကလေးတွေကစားတာအရန်ကောင်းတယ်ဘာလို့လဲဆိုတော့ညံရင်ညံသွေးတွေလည်းသုံးရတယ်ကိုကာယကြန့်ခိုင်မှုအတွက်လည်းတကယ်ကိုဟိုကောင်းတယ်လို့ထင်တယ်တွေ့ကြုံတော့ရပါတယ်မောလည်းမောပါတယ်ပျော်လည်းပျော်ခဲ့ပါတယ်ထုတ်ပြဆိုတော့မစောလည်းမစောခဲ့ဘူးပျော်ဒီလိုမျိုးဥဒေတာကြီးရှိခဲ့မှလည်းမသိဘူးအားတန်တဲ့တင်းမှာဖြစ်နေတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ဆောင်းကဒီကိုတားရမယ့်လူတယောက်ဆိုလို့ရှိရင်တယောက်တာဝန်ပဲကြည့်ထားရုံပဲပေါ့နော်ပထမ game ထက်ဆိုင်ပို့ပြီးတော့ပေါ့နော်စနစ်ကြလီစော့နိုင်ငယ်လို့ထင်တယ်ဘာလို့လဲဆိုတော့လုံးဝ game နဲ့အထိထိတ်ဆုံးနှစ်ခါတိတိရအောင်ပြန်လာနိုင်ခဲ့ရဆိုသူတို့ပြောသူတို့ပေါ့လွယ်လွယ်လေးလို့တင်လာခဲ့ပေမဲ့အဲ့လွယ်ပါဘူးစီတိုကစားနည်းကိုခိတ္တရနာမှာဖြစ်ပါတယ်ဒီအစီအစဉ်ကို comment ဓာတ်မြေဩစာမှအဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်။